Okay အားလုံးမင်္ဂလာပါဒီမှာကကပ် Pro နဲ့မိတ်ဆက်ပြမယ်နော် Pro မှာကြိတ်တယ် Pro မှာအသုံးပြုရှင်တဲ့သူတွေအတွက်ဒီမှာကကပ် Pro လည်းရှိတယ်နော်ကကပ် Pro version အတိတ်ထက်ပါ version အတိတ်ထက်ပါနော်ဒါ version အတိတ်ထက်ပါအကလုံးအထက်မှာအကလုံး free သုံးလို့ရတယ်နော်ကကပ် Pro အထက်မှာအကလုံး free သုံးလို့ရတယ်ကျွန်တော်တို့ဒီမှာနှိပ်ကြည့်အဖက်ကိုနှိပ်ကြည့်လိုက်မယ်အထက်မှာအကလုံး free သုံးလို့ရပြည့်ဒီမှာ video effects ပဲနှိပ်လိုက်ဒီမှာဆက်လာလိမ့်မယ်နော်ဒီမှာအကောင်လုံး free နော်သူအကောင်လုံး free ပေးထားတာဖြစ်ပါတယ်အကောင်လုံး free ပေးထားတာပါဒါတွေကအကောင်လုံး free ပေးထားတာ pro နှိပ်ကြည့်ရင်လည်းအကောင်လုံး free ရပါတယ်ဒါတွေက play store မှာ down ပြီးကိုက down ပြီးသုံးမယ်ဆိုရင် free မရပါဘူးသူတို့ကပိတ်ဆိုင်နဲ့ပေးပြီးဝယ်ရတယ်နော်ပိတ်ဆိုင်ပေးပြီးဝယ်ရတာဒါအကောင်ကျွန်တော်မျှဝေပေးတာကအကောင်လုံး free နော်ဒီ software ကိုဘယ်မှာ down ရမလဲလို့မေးရင်ကျွန်တော် Telegram လဲရှာပေးမယ်ပြီးရင် people မှာတက်ထားမယ်people မှာတက်ထားတဲ့ link ကနေပြီး one download လုပ်ရတယ် Telegram မှာတွားပြီး one download လုပ်ရတယ်နော်အားလုံးအဆက်ပြေပါစေကျွန်တော်စေတနာနဲ့မျှဝေပေးတာပါနောက်ထပ် King Master တွေရှိတဲ့ I'm sure တွေရှိတဲ့အများကြီးရှိရနော်ဗီဒီယိုလုပ်တဲ့ software တွေအများကြီးရှိတဲ့ကျွန်တော်စီမှာအကုန်လုံး free သုံးလို့ရတယ်